Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဟာလေးညီမဖြည့်ပေးမယ်ပေါ့နော်သူကလာစာဘလောက်ရလဲညီမလေးတဲ့လာစာအကြောင်းကညီမဖြည့်ထားပြီးပေါ့နော်ညီမရဲ့ဒီ wall မှာရှိပါတယ်ဗီဒီယိုထဲမှာတစ်ချက်သွားကြည့်ပေါ့နော်သူကလုတ်တက်ဘလောက်မှာတဲ့နှုတ်ထွက်ခွင့်ပြုလေတဲ့အမှန်တမ်းပြောရမယ်ဆိုရင်ပေါ့နော်ညီမတို့ကနှစ်20ထိလုပ်လို့ရတယ်ပေါ့နော်နှစ်20မတိုင်ခင်ထွက်လေရတယ်ညီမတို့ဘယ်လိုပြောမလဲစာကျုံးနဲ့လုတ်ထားတာဆိုလို့ဒီ first ဘယ်လိုပြောမလဲ first contract ပေါ့နော်ညီမတို့စစ်တပ်ထဲဝင်ပြီးချင်းဒီ military ထဲဝင်ပြီးချင်းစာချုပ်ချုပ်ရတယ်ပေါ့နော်အဲ့ဒီမှာစာချုပ်ချုပ်ရတယ်ဆိုရင်ညီမအလုပ်နဲ့ဆိုင်တဲ့ဟာဘယ်လိုပြောမလဲညီမအလုပ်ဆိုရင်3နှစ်ပေါ့နော်ပထမအဆုံးcontract က3နှစ်ပထမဆုံးစာချုပ်က3နှစ်စာချုပ်ပေါ့နော်အဲ့3နှစ်စာချုပ်ပြီးတော့ရင်ကိုဆက်လုပ်ချင်နေဆိုရင်လည်းဒီ realize ပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမှလဲစာချုပ်ထပ်တိုးပြီးတော့မှပြန်လုပ်လို့ရတယ်စာချုပ်မထပ်တိုးချင်တော့ဘူးဆိုရင်လည်းကိုစိတ်ကြိုက်ထွက်ခွင့်ရှိပါတယ်ဒါပေမဲ့ medical လိုပြောမှလဲ officially retirement pay ရမှာကတော့နှစ်20လုပ်ပြီးမှရမှာပါရှင်ပထမဆုံးစာချုပ်ကုန်ပြီးတာနဲ့ဆက်လုပ်ချင်ရင်ဆက်လုပ်လို့ရတယ်ဆက်မလုပ်ချင်ရင်ထွက်လို့ရပါတယ်ရှင်အဲ့လိုတားမြစ်ထားတာရေလို့တော့မရှိဘူးပေါ့နော်ဟုတ်ကျေးဇူးပါတတာ